စိတ်မှာကုသိုလ်ဖြစ်ခွင့်ရဖို့လိုအပ်တဲ့အရာလေးချက်ပန်းတပွင့်တွေ့လိုက်တဲ့အခါဒီပန်းလေးပန်းအောင်မှာပဲလို့စိတ်ကူးရတဲ့သူရှိသလိုဒီပန်းလေးဖျားလူအောင်မှာပဲလို့စိတ်ကူးရတဲ့သူရောမရှိဘူးလားပန်းအောင်မှာပဲလို့စိတ်ကူးရတဲ့ပုဂ္ဂိုလ်ကအတွေ့အတောင်တဏှာနဲ့လာတာမို့လို့သူကြတော့လောဘစောတယ်လို့ပြောရမယ်ဖျားလူအောင်မှာပဲလို့စိတ်ကူးရတဲ့ပုဂ္ဂိုလ်ကြတော့ကုသိုလ်စောတယ်လို့ဒီလိုပြောရမယ်အဲ့ဒီတော့အိဋ္ဌာယုံတွေးပြီးကုသိုလ်စောဖြစ်ဖို့ရန်အကြောင်းတရားတွေရှိသေးသလားဆိုရင်အများကြီးရှိတယ်အိဋ္ဌာယုံနဲ့တွေးပြီးလောဘမဖြစ်ဘဲနဲ့ကုသိုလ်စိတ်ဖြစ်တယ်ဆိုတာတာမန်မဟုတ်ဘူးတဲ့အချက်၄ချက်ရှိတယ်အဲ့ဒီအချက်၄ချက်ကကိုယ်တိုင်လေ့ကျင့်ယူရမယ်အချက်၄ချက်ပါနံပါတ်၁က determination ကိုယ့်ရဲ့စိတ်ကိုစောင့်တည်ထားရမယ်ကုသိုလ်ပဲဖြစ်စေရမယ်ဆိုတဲ့စိတ်ဓာတ်ထားရမယ်ဘယ်အာယုံတွေးအကုသိုလ်မဖြစ်စေရဘူးကုသိုလ်ပဲဖြစ်စေရမယ်ဆိုတဲ့ဆုံးဖြတ်ချက်ရှိရမယ်ဒါကိုစာပေမှာနိယာမိတာလို့ခေါ်တယ်နောက်တစ်ခုက inclination ပရိနာမိတာကိုယ်စိတ်ကလေးကအမြဲတမ်းပဲကောင်းတဲ့ဘက်ကိုညွှန်ကိုင်းအောင်လေ့ကျင့်ပေးထားရမယ်အမြဲတမ်းစိတ်ကိုကုသိုလ်ဘက်ညွှန်နေအောင်လုပ်ပေးထားရမယ်ဒါကလေ့ကျင့်ထားရမယ်တတိယက attention အာဟုစီတာနှလုံးသွင်းခြင်းကုသိုလ်ဘက်လှည့်သွေးတယ်ဘယ်တော့ဖြစ်ဖြစ်အဖြစ်ကင်းတဲ့ဘက်ကတွေးတယ်ကောင်းတဲ့ဘက်ကနှလုံးသွင်းတယ်ယောနီသောမနာတိကာရာနောက်တစ်ခုကဘာတုံးဆိုရင် practice သမုဒာစာရာအလေးအကျင့်ကုသိုလ်ဖြစ်ဖို့အလေးအကျင့်ရနေခြင်းဆိုပါစို့ဖျားပန်းအမြဲတည်နေတဲ့ပုဂ္ဂိုလ်တယောက်ဟာပန်းအောင်မဲဆိုတဲ့စိတ်ကူးမရဘူးဖျားပန်းလူအောင်မှာပဲဆိုတဲ့စိတ်ကူးရတယ်ဘာဖြစ်လို့တော့ဆိုတော့သူ့အလေးအကျင့်ကပန်းလူတဲ့အလေးအကျင့်ရှိပြီးသားခေါင်းပေါ်မှာပန်းနဲ့အလေးအကျင့်ရှိတဲ့ပုဂ္ဂိုလ်ကပန်းဖို့ပဲစိတ်ကူးမှာပဲလေအဲ့ဒါအလေးအကျင့်လို့ခေါ်တယ်အဲ့ဒီအလေးအကျင့်လေးတွေကလည်းအင်မတန်မှအရေးကြီးတယ်ပေါင်းလိုက်တော့စိတ်ရဲ့ဆုံးဖြတ်ချက်ဆိုတဲ့ determination ရှိရမယ်နောက်ပြီးတော့ inclination ဆိုတဲ့စိတ်ကိုင်းညွှန်မှုရှိရမယ် attention လို့ခေါ်တဲ့နှလုံးသွင်းမှုရှိရမယ် practice လို့ခေါ်တဲ့အလေးအကျင့်ရှိရမယ်အဲ့ဒီအကြောင်းတွေကြောင့်လူတွေမှာကုသိုလ်ဖြစ်ခွင့်ရတာဒါတွေမရှိရင်ကုသိုလ်ဖြစ်မလာဘူးအဲ့ဒီအထဲမှာအရေးအကြီးဆုံးကတော့ attention ပဲယောနီသောမနာတိကာရကအရေးကြီးဆုံးပဲကျေးဇူးတော်ရှင်ပေါမောက္ခကျိုးဆရာတော်ဘုရားကြီးဒေါက်တာအရှင်နန္ဒာမာလာဘီဝင်းသားဟောကြားတော်မူခဲ့သောတရားတော်ကိုကျမတို့ဓမ္မတိမ်လောင်အဖွဲ့သားများမှဓမ္မဒါနအနေဖြင့်ပြန်လည်ပြီးတော့မျှဝေလိုက်ပါရရှင်